အဲ့ဒါပါပဲဗိုလ်ချုပ်ဒီကောင်တွေရဲ့အနီအောက်ရောင်ကြီးကိုကာကွယ်ဖို့ကကြောက်ဖြုံသီးကအဓိကပဲဘာချိုရဲ့ဇက်ကားအစုံတက်ချုပ်ကြီးငင်းငိုင်သွားတယ်ဆရာဘာချိုပြောတာဖြစ်နိုင်တယ်ကျွန်တော်တော့ကြောက်ဖြုံသီးနဲ့ကာကွယ်ရေးစမ်းလုပ်ကြည့်ရမှာပဲဗျစစ်ဘက်အဆောက်အုံထက်အရက်ဘက်အဆောက်အုံတွေမှာအရင်လုပ်ကြည့်ရမယ်ကြောက်ဖြုံသီးကိုခေါင်မိုးပေါ်တင်ပြီးဒီကောင်တွေဂျိုတုကခြေရာမခံနိုင်အောင်လုပ်ရမယ်ကျုပ်တို့တက်မတော်ဆိုတာအရက်ဖက်လုံခြုံရေးကိုဦးစားပေးရမယ်မဟုတ်လားတခုရှိသေးတယ်ဗိုလ်ချုပ်ကြောက်ဖြုံသီးဟာဒီလိုအစွမ်းတတိရှိတယ်ဆိုတော့သူ့ရဲ့အယောင်ကလည်းအစွမ်းတတိရှိမှာပဲကျုပ်တို့တက်မတော်သားတွေကြောက်ဖြုံသီးအယောင်ကာလာနဲ့ယူနီဖောင်းဝတ်လိုက်ရင်ဒင်းတို့ဘယ်ခြေရာခံနိုင်တော့မှာလဲဗျကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်ဇာတ်လမ်းလေးကတော့ဆရာဗြိတိရှကိုကိုမောင်ရေးသားတဲ့ကွန်မန်ဒိုဘာရှိုးဆိုတဲ့စာအုပ်ထဲကမှငိမ့်ချမ်းရေးဘာရှိုးဆိုတဲ့ခေါင်းစဉ်တစ်ခုကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ငိမ့်ချမ်းရေးဘာရှိုးအချိန်ကည12နာရီကျော်မင်္ဂလာတုံးလီတက်စခန်းလေရင်ကွင်းတစ်ခုထဲမှာတက်မတော်ယူနီဖောင်းဝတ်လူတစုတစုံတရာကိုစောင့်နေကြတယ်မကြခင်အမေရိကန်လေတက်တစိမ့်ဖြစ်တိုက်လေရင်တစ်စင်းကိုမြန်မာလေတပ်မှတိုက်လေရင်9စီးခြံရံလျက်မင်္ဂလာတုံးလေစိတ်ထဲဆင်းလာတာတွေ့လိုက်ရတယ်။တက်မတော်အရာရှိတစုလည်းအချိန်တည်သွားပြီဖြစ်တဲ့အမေရိကန်လေရင်ဘေးကိုအပြေးလွှာသွားကြတာပေါ့။လေရင်ပေါ်ကလူတစ်ယောက်ဆင်းလာတယ်။အမေရိကန်လေရင်ပေါ်ကဆင်းလာတဲ့လူကိုကြည့်လိုက်ပါဦး။ဘယ်ရီကတ်အနေနဲ့စစ်စွတ်ကျဲဂျိုင်းပြက်စစ်သားတွေရေချိုးရင်တုံးတဲ့စစ်ပေါင်းမီတုံနဲ့သူ့ကိုမြင်တာနဲ့တက်မတော်အရာရှိတွေတဲကအကြီးအကဲလို့ထင်ရတဲ့အရက်ပြက်ပြက်ဥပရိယုတ်ကောင်းကောင်းနဲ့အရာရှိကအတင်းပြေးဖတ်လိုက်တယ်။ဂုံယူပါတယ်ဆရာဘာချိုဂုံယူပါတယ်ရပါတယ်တက်ချုပ်ကြီးဘာချိုဟာစစ်သားပါကိုယ်နိုင်ငံကိုယ်လူမျိုးကိုယ်တက်မတော်အတွက်ဒီကိစ္စဟာအသေးပွဲလိုပဲဘာချိုသဘောထားပါတယ်အေးဗျာခမကဲပြီလို့ပဲနှုတ်မို့နှစ်နိုင်ငံအထင်တွေလွဲပြီးစစ်ဖြစ်ကြမှာဗျအဲ့ဒီငဘောကောင်တွေဂျားတဲ့ကမှွေတာနဲ့ကျုပ်တို့မှာစစ်တက်ရတော့မှာအခုတော့ခမရှိပြီလို့သာပေါ့ကိုဘာချိုကဲဆရာဘာချိုကိုယ်နိုင်ငံကိုပြန်ရောက်ပြီးအရင်ဆုံးဘာလုပ်ရှင်လဲပြောလောလောဆယ်ကျွန်တော်ဗိုလ်ချုပ်ကြီးနဲ့အတူတူအာမီရန်ရှော့ကျင်နေဗျာကျွန်တော်မှပြောစရာတွေလည်းရှိတယ်ဗျအာရပါတယ်ဗျကျုပ်တဲ့ဆရာဘာချိုဘယ်ပုံပဲနီးအမေရိကန်ရောက်သွားတယ်ဆိုတာသိကျင်နေတာဗျဒါနဲ့နောက်ဆုံးတစ်ခေါက်တွေ့တုန်းကခမားစီကယူသွားတဲ့မျက်မှန်အစားပြန်ရော်ပေးရအောင်မေဗျတင်းညံတုန်းကရဲဘော်တယောက်ကတောင်းလို့ပေးလိုက်မိတယ်ဗျဒါအရေးမကြီးပါဘူးဗိုလ်ချုပ်ရအခုလောလောဆယ်တက်ရိတ်တာတစ်ခုခုမှအာမီရန်လေးဖွင့်စော်ရင်စကားပြောကြတာပေါ့မင်္ဂလာတုံးလေတက်စခန်းဌာနချုပ်တနေရာကာချုပ်ကြီးကအာမီရန်ကိုဖင်ဆောင်ပြီးဖောင်းကနေနေအောင်ကြွကြွညင်ညင်ပဲဖွင့်လိုက်တယ်ပြီးတော့ရှေ့ကခွက်နှစ်ခွက်ထဲနှစ်ပတ်စီလောက်ကိုလောင်းထည့်လိုက်ရင်ကဲစူစမ်းပါဦးကိုပါချိုခမပြောစရာရှိတယ်ဆိုတာအရင်ဆုံးကျုပ်အမေရိကန်ကိုဘယ်လိုရောက်သွားတယ်ဆိုတာကစာပြောမယ်ကျုပ်မန္တလေးလေဆိပ်မှာဆွစ်ဇာလန်ကလာတဲ့ဆိုလာလေယာဉ်ကိုနှီးနဲ့တုပ်ပေးပြီးပြင်ပေးလိုက်တာတက်ချုံမှတ်မိမှာပေါ့မှတ်မိတာပေါ့ဗျာအဲ့ဒီကိစ္စမှာပဲဆရာဘောက်ရွှေနဲ့ကျွန်တော်စတွေ့ခဲ့ကြတာမဟုတ်လားဟုတ်တယ်ဗျအဲ့ဒီကိစ္စကြောင့်ပဲကျုပ်အမေရိကန်ရောက်ခဲ့တာအမေရိကန်နဲ့မကဘူးတရုတ်နဲ့မြောက်ကိုရီးယားတော့ရောက်ခဲ့သေးတယ်ဗျာတက်ချုပ်ကြီးသူ့ရှိကတရုတ်မြောက်ကိုရီးယားနဲ့အမေရိကန်အထိပတ်ခဲ့တဲ့စစ်သားလူထွက်ကြီးကိုတန်တော်နဲ့ကြည့်မိတယ်တိတ်အံ့ဩချိန်မရလိုက်ပါဘူးမကြခင်မှာပဲကွန်မန်ဒိုဘာချိုရဲ့ခရီးစဉ်ထဲမှာတက်ချုပ်ကြီးမျောသွားတော့တာပါပဲဆက်စီမော်တဲ့ဇွန်ကြီးစီမှာကိုရန်တော်လုံနေတဲ့ဘာချိုတရက်မှာတော့ဇွန်ကြီးနဲ့အတူမန္တလေးကိုတက်ဖို့ကိစ္စတစ်ခုကြုံလာတယ်။ရိုက်ကူးရေးကိစ္စပါ။ရိုက်ကူးရေးကိစ္စတွေပြီးလို့သူ့ကိုရန်တော်တာဝန်လဲနားရတဲ့အချိန်တညနေမှာဘာချိုတယောက်မန္တလေးဈေးကျွန်းနဲ့တိတ်မကွာတဲ့မင်းတဲဤကင်းဆိုတဲ့ရက်ွက်လေးစီထွက်လာခဲ့ပါတယ်။အေယာဝတီမြေဘေးကဗျံကြားတဲလေးတွေနဲ့အဲ့ဒီရက်ွက်မှာဘာချိုလိုက်ရှာတာကဘီအီဆိုင်တဲတန်းလေးများစီလမ်းလျှောက်လာတော့တနေ့ရအရောက်တော့ဟဲ့လူကိုဘာချိုဟဲ့လူကိုဘာချိုသူ့နာမည်ခေါ်နေတဲ့လူကိုဘာချိုလှည့်ကြည့်လိုက်မိတယ်ဘသူပါလိမ့်ဟေးကိုဘာချိုကျွန်တော်ခမရကိုလိုက်ချနေတာဗျာရန်ကုန်မှာလည်းနှံ့နေပြီအခုတော့မန္တလေးမှာလာပြန်တွေ့ပါပဲခေါ်လားနေပေါင်းခမရဘသူတုံးဗျကျွန်တော်ဇင်မင်းလေဗျာလေရင်အင်ဂျင်နီယာဇင်မင်းလေဟိုတခါမန္တလေးလေဆိပ်မှာခမရနိုင်ငံသားတွေရဲ့ဆိုလာလေရင်မြန်ကိုနှီးနဲ့ချီပေးလိုက်တုန်းကကိုဇင်မင်းလေနေကမျက်မှန်ပြီးတဲ့တယောက်လေဟိုက်ချာပါ
ဒီလိုဇင်မင်းဟိုတခါကနိုင်ငံသားတွေပြီးသွားတဲ့ဒေါ်လာ100တန်းကိုငွေ9000မြန်မာတလက်နဲ့လဲပြီးသွားတဲ့ဦးကြောင်ကြားပဲအခုဒီလူသူ့မျက်မှန်လာမြန်းတောင်းတာလားသွားပြီးမျက်မှန်ကနေပြည်တော်ကအာမီရန်ဆိုင်မှာတက်ချုပ်ကြီးကိုသူပေးလိုက်ခဲ့ပြီဘယ်လိုလုပ်ရပါမလဲဟိုကိုစမင်းခမရနေကမျက်မှန်ကလေကိုပါရှိုအဲ့ဒါတွေပြောမနေနဲ့လာကျွန်တော်ဆိုင်ငယ်ပေါ်တက်ခမရနဲ့ကျွန်တော်အနည်းဆုံးဘီယာဆိုင်သွားပြီးဆွေးနွေးကြမယ်ကျွန်တော်တို့နှစ်ယောက်အတွက်ပွားပါဦးပြုဘာရှိုတယောက်ရောင်းချာနဲ့ကိုစမင်းဆိုင်ငယ်နောက်ကနေတဆင့်ဘီယာဆိုင်တစ်ခုရဲ့အထူးခန်းတဲ့အထိပါသွားပါလေရောကိုပါရှိုရှဗျာခမရကိုတွေ့လိုက်ရတာကျွန်တော်ထီပေါက်တာပဲပြုကိုစင်မင်းစကားကိုဘာချုံနားမလဲသူ့ဘာသာထီပေါက်တာများငါ့ကိုတွေ့လို့တဲ့ဒီအင်ဂျင်နီယာကောင်ယူများသွားပြီလားဆိုပြီးဘာချုံကကျွန်တော်နဲ့ကြည့်နေတယ်ကျွန်တော်ချင်းပြမယ်ကိုဘာချုံဒီလိုဗျဟိုတခါခမရပြင်ပေးလိုက်တဲ့ဆွစ်ဇာလန်ကဆိုလာလေရင်မြန်သမား2ယောက်ကနေတဆင့်ခမရသတင်းကပေါက်ကြားသွားတယ်ဆိုလာလေရင်မြန်တွေကိုမူလီတွေဝါယာတွေအစားထိုးပြီးတခြားတစ်ခုနဲ့ချီတုပ်ပေးတဲ့နည်းပညာကိုတက်တဲ့လူတစ်ယောက်မြန်မာနိုင်ငံမှာရှိတယ်ဆိုတာတရုတ်အစိုးရနဲ့မြောက်ကိုရီးယားကလည်းခြေရခံပြီးသွားတယ်ဗျအဲ့ဒီကိစ္စမှာကျုပ်ပါနေတယ်ဆိုတာကိုသိတော့မြောက်ကိုရီးယားတန်ယုံကနေတဆင့်ကျုပ်ကိုဆက်သွယ်လာတယ်သူတို့ကပိတ်ဆို့ခံထားရတော့လောင်စာစီချားတယ်လေဒီတော့နေအောင်ကြီးစွမ်းအင်သုံးပေါ်ပါတဲ့လေရင်မြန်တွေထုတ်ဖို့စီမံကိန်းတစ်ခုစွဲနေတဲ့အဲ့ဒီနေရာမှာခမည်းနဲ့ကျုပ်ကိုအကြံပေးအနေနဲ့သူတို့စီ3လလောက်လာပေးဖို့နဲ့အမေရိကန်ဒေါ်လာ2သိန်းပြီးမယ်လို့ကမ်းလှမ်းလာတဲ့ဗျအမေရိကန်ဒေါ်လာ2သိန်းဘာချိုမျက်လုံးပြူးသွားတယ်အမေရိကန်ဒေါ်လာ2သိန်းဆိုတာမြန်မာငွေ300လောက်ရှိတယ်ဗျတကယ်တော့လေချောင်းတက္ကသိုလ်တက်ကလေးကဖဲလင်ရိုက်တဲ့အကျင့်ရလာတဲ့အင်ဂျင်နီယာဇင်မင်းဟာအမေရိကန်2သိန်းဟာမြန်မာငွေ3,000နီးပါးတန်ဖိုးရှိတာကိုတမင်တကာလိန်ပြောလိုက်ရှင်ပါဟဲဒီတက်ထွက်ကဒေါ်လာတွေရလာလဲသူပဲလဲပေးရမှာမဟုတ်လားငနဲ့ဘာသိမှမှတ်လို့အဲ့ဒါခမည်းသာသဘောတူမယ်ဆိုကျုပ်တို့မြောက်ကိုရီးယားကိုသွားကြမယ်ဘလို့လဲဘာချိုစဉ်းစားတယ်မတဝေကိုလက်ထပ်ဖို့အရေးတက်ရှိကသပင်ညက်ဆိုင်လေးပိတ်ပြီးစစ်သားစုဆောင်ဖို့ထွက်လာခဲ့ရကကုန်းကုတ်စရာမရှိအောင်လေလွင်းခဲ့ရတဲ့သူ့ဘဝအခုဒီငွေတွေနဲ့ဆိုမတဝေစီပြန်မတဝေနဲ့လက်ထပ်ပြီးအေဂျင့်နဲ့ဘဝလေးကိုတိစောက်နိုင်ပြီဟုတ်ပါပြီကိုစင်မင်းဒါနဲ့ကျုပ်တို့ကမြောက်ကိုရီးယားကိုဘယ်လိုသွားရမှာလဲဗျအချိန်ချင်းလားမပူပါနဲ့ဗျအဲ့တော့ဒီအားလုံးကိုမြောက်ကိုရီးယားတန်ယုံကစီစဉ်ပေးမှာပါကိုဘချုံနဲ့ကျွန်တော်နဲ့ကစီစားအပြည့်စုံနဲ့ဖြီစားယုံပဲဗျဒီလိုနဲ့ပြုံရမ်းကိုဘာချုံနဲ့ကိုစင်မင်းရောက်သွားတယ်တရုတ်ပြည်နယ်စပ်ကိုကြော်ကလေးကပါလာတဲ့ကင်ရွှဲဆုပ်ဆိုတဲ့မြောက်ကိုရီးယားထောက်လန်းရေးလဲဘာချုံတို့နဲ့အတူတူပြုံရမ်းအထိပါလာတယ်သူကဗမာစကားကိုမှုတ်နေအောင်တက်ပြီးမြန်မာပြည်တန်ယုံမှာ10နှစ်ကျော်တာဝန်ထမ်းဆောင်လာတဲ့အေဂျင့်တယောက်ပြုံရမ်းလေစိတ်ရောက်ချင်းဘာချိုအရင်ဆုံးသတိထားမိတာကမြောက်ကိုရီးယားကနာမည်ကြီးမင်းသားတွေကကိုရီနိုင်ငံကနေတိုးတို့ပြည်တီဦးတို့လိုမချောဘူးဆိုတဲ့အချက်ပဲဘာကြောင့်လဲဆိုတော့လေစိတ်ကထွက်ထွက်ချင်းအေယာမကြော်ညာဆိုင်ပုတ်ကြီးတွေဘောကမင်းသားတွေကမြန်မာထူထူနဲ့လူကြီး2ယောက်ပုံနေလူငယ်မင်းသားကြပြန်တော့လေခက်ဝါဝဘိုက်ရွှဲနဲ့သပင်ပုံစံကအလဲခွဲကိုဘေးကအပြောင်ထိုးထားတဲ့တက်သားတစ်ကြီးညှက်ထားသေးတယ်လေဘာရှိုတို့လူပြိုဘွားကတက်တွင်းဗီဒီယိုရုံမှာကြည့်ရတဲ့တရုတ်ကွန်ပူကမှလည်းဒီလိုဝါတုတ်နဲ့တရုတ်မင်းသားတွေရှိဘူးတာပဲဟုတ်ရှင်မောင်ဆိုလားဘာလားဒီလေစိတ်မှနေပြီးနည်းနည်းကြာတော့ကားနှစ်စီးကဘာရှိုတို့ကိုလာကြိုတယ်ဘာရှိုလဲလမ်းဘေးတစ်ချောက်ရှူခင်းတွေကိုငေးရင်မြောက်ကိုရီးယားဆိုတာဒါပါလားဆိုပြီးလေ့လာနေတယ်မြောက်ကိုရီးယားဟာရန်ကုန်လိုကားမချုပ်ဘူးမချုပ်ဆိုလမ်းပေါ်ကားတွေမှမရှိတော့ပဲအင်းလေမြောက်ကိုရီးယားမှာမော်တော်ဘီကယ်လာလို့ရင်တော်တော်တက်တာမှာပဲလို့တော့ဘာရှိုတွေးမိလိုက်သေးတယ်အိမ်တွေကလည်းတပုံစံတွေအားလုံးကဈေးအယောင်ကလည်းတမျိုးတည်းတုတ်ထားတာလူနေအိမ်တွေကဘာရှိုပြင်းမနာဘက်ကတက်မှကြတော့ကရွာသားတွေပြောင်းမွေးတဲ့အိမ်ကလေးတွေလိုပဲတိုက်ခန်းတွဲလေးတွေဘာပဲဖြစ်ဖြစ်လမ်းတစ်ချောက်မြင်ကွင်းအရာတော့မြောက်ကိုရီးယားကိုဘာရှိုသဘောကျတယ်တိတ်ပဝင်မတွေ့တာကလမ်းတစ်ချောက်တွေ့ရတဲ့ဘူးသီး9ပေါင်းကျော်ဆိုင်းပုတ်တွေနဲ့လေစိတ်မှာတွေ့ရတဲ့မင်းသားပုံပိုစတာတွေကြီးပဲဒီနိုင်ငံမှာရုပ်ရှင်မင်းသမီးတွေမရှိဘူးလားမသိဘူးဘာရှိုတွေးလာတယ်ပြီးတော့အိုကြီးအိုမမင်းသား2ယောက်နဲ့ဖတီးမင်းသားပဲရှိတာလားလို့လဲအတူပါလာတဲ့ကင်ရွှဲစုပ်ကိုမေးကြည့်လိုက်တော့ကိုဘာရှိုဒီနိုင်ငံမှာနေရင်ပါဇက်ကိုပိတ်ထားရတယ်ဗျခမရပါဇက်ကခမရအသက်ပဲအခုခမရပြောတာမြန်မာစကားမို့ခမရခံတာသွားတာအဲ့ဒါမင်းသားတွေမဟုတ်ဘူးဗျကျုပ်တို့နိုင်ငံရဲ့ကျေးဇူးရှင်ဖခင်တွေရှစ်လာစွာသောခေါင်းဆောင်ကြီးတွေရဲ့ပုံဗျကင်ရွှဲစုပ်ကခတင်းတင်းပြောတော့ဘာချိုလဲနည်းနည်းတော့နှာကစ်သွားပြီမဲ့အသာငြိမ်နေလိုက်တော့တယ်ပြုံရမ်းရောက်တော့ဆိုလာလင်းရင်စီမံကိန်းကိုကန်ရတဲ့
မြောက်ကိုရီးယားထိပ်တန်းဗိုလ်ချုပ်ကြီးဆိုတာနဲ့အရင်တော့တွေ့ရတယ်။ဆိုလာလေယာဉ်နည်းပညာနဲ့ပတ်သက်တဲ့နိုင်ငံစုံကပညာရှင်တွေကိုငှားရမ်းထားတာလည်းတွေ့ရတယ်။ No ဘာရှိုကဘာတက်မှာတော့ဒါပေမဲ့ဇင်မင်းကတော့လေယာဉ်အင်ဂျင်နီယာဆိုတော့နည်းနည်းပပတက်တယ်။ဘာရှိုလုပ်ပေးရတဲ့အလုပ်ကလည်းတိတ်ခက်ခက်ခဲတော့မဟုတ်ဘူး။ဆိုလာလေယာဉ်တွေစားတဲ့အခါတတ်မှတ်တဲ့အလေးချိန်ပိုရင်ပြန်တန်းတဲ့အခါအခက်ခဲရှိတယ်။ဂျင်းနန်းမူလီစတဲ့အရာတွေကတအောင်စားလောက်ပိုလေးရင်ကိုအလုံးမဖြစ်တော့ဘူး။ဒီလိုအလေးချိန်မကိုက်တဲ့လေယာဉ်တွေကိုဂျင်းနန်းမူလီအစားဘာရှိုကဝါပင်တွေချပြီးနှီးဖြာပြီးနှီးနဲ့တုပ်ပေးရတယ်။အောင်မဲဒီနှီးပညာကိုမြောက်ကိုရီးယားကကြေးကြီးပေးထားတဲ့လေယာဉ်ပညာရှင်တွေတယောက်မှမတက်ဘူး။သူတို့ကနှီးတော်မမြင်ဘူးချာဘူး။တော်တော်တုံးတဲ့ငါအားတွေဒါနဲ့များသိပ္ပံပညာရှင်နဲ့ဒီတော့စီမံကိန်းထဲမှာဘာရှိုကမျက်နှာအပွင့်ဆုံးဒီကသိပ္ပံပညာရှင်တွေကသူ့ကိုဒေါက်တာဘန်ဘူးနဲ့တရိုးသေးဆက်ဆံကြတာဒီနေ့မှာတော့မြောက်ကိုရီးယားရဲ့ရှစ်လာစွာသောခေါင်းဆောင်လေးကင်ဟာဆိုလာလီယန်စီမံကိန်းကလူတွေကိုသူ့နန်းတော်မှာခေါ်တွေ့ပါတယ်ဘာရှိုအပါဝင်နိုင်ငံတကာကငှားလာတဲ့ပညာရှင်တွေဟာနန်းတော်တွေကအဲ့ဒီဆောင်မှာ2 နာရီလောက်ထိုင်ဆောက်တာတောင်ခေါင်းဆောင်လေးကင်ဆိုတဲ့ဂတိကထွက်မလာသေးပါဘူးသူရှိနေတဲ့ဆိုတဲ့အခန်းထဲကနေဒေါသတကြီးအော်ငေါက်တန်နေတော့ကြားနေရပါတယ်ခေါင်းဆောင်လေးကင်ဆိုတာဒီနိုင်ငံမှာဖျားပဲလို့အားလုံးကသိထားတော့သိပ္ပံပညာရှင်တွေခမရနရွက်တောင်မခတ်ရဲချဘူးဒီအချိန်မှာဘာရှိုနဲ့အတူလိုက်လာတဲ့စကားပြန်အေးဂျင့်ကင်ရွှဲစုပ်ကိုဘာရှိုမေးကြည့်တယ်မင်းတို့ခေါင်းဆောင်ဘာဖြစ်လို့ဒီလောက်ဒေါသထွက်နေရတာလဲလို့ကင်ရွှဲစုပ်ကဖြေတယ်ဒီလိုဒေါက်တာဘန်ဘူးရဒီနေ့ဟာချစ်လာစော်သောခေါင်းဆောင်ကြီးရဲ့သပင်ညက်တဲ့ရက်သူကကွန်မြူနစ်ခေါင်းဆောင်တစ်ယောက်ပြီးတိတိကျကျပဲအလုပ်လုပ်တယ်သူ့အချိန်စီကမှာသပင်ညက်ပြီးမှခမရတို့ကိုထွက်တွေ့မှာအခုခေါင်းဆောင်လေးကိုအမြဲညှက်ပေးနေကြသပင်ညက်စီကဘယ်ရောက်နေမှမသိဘူးဗျအဲ့ဒါကြောင့်စိတ်တူနေတာနေပါဦးမင်းတို့ခေါင်းဆောင်ကဘလို့သပင်ကေမျိုးညှက်တာတော့ဟာလမ်းမှာခမရတွေ့တဲ့တဲကခက်ငငယ်ဝဝတယောက်လीဗျာအဲ့ဒီပုံဟာခေါင်းဆောင်ကြီးရဲ့ပုံပေါ့သူညှက်ထားတဲ့ပုံစံလीအော်ဒါဆိုဝက်ကလေးတကောင်ပေါ်မှာစာအုပ်တအုပ်မှောက်တင်ထားတဲ့ပုံစံပါလားဘေးနှစ်ဖက်မှာအပြောင်ထိုးထားတဲ့ပုံစံဒါများဘာရှိုတို့စစ်တပ်ထဲကသပင်ကြီးညှက်တယ်လို့ပါပဲဘာများခတ်လို့လဲဒါနဲ့သူ့ကိုသပင်ညက်ပေးနေကြလူကဘာတူလဲဗျနိုင်ငံတော်ရိတ်တာမှာခမည်းနဲ့ဘေးချင်းကတ်နေတဲ့အီတလီထိပ်ပြောင်ကြီးဘရူနိုလီဗျာဘာရှိုဆက်ခနဲ့ဖြစ်သွားပြီးတခုပြောချလိုက်တယ်ဒီမဲဆရာကင်ခမည်းတို့ခေါင်းဆောင်ကသပင်မညက်ဖြစ်ရင်ကျုပ်တို့ကဒီလိုကြီးတနေကုန်ထိုင်နေရမှာလားဗျဒီလိုလို့ဗျာခမည်းတို့ခေါင်းဆောင်ရဲ့သပင်ကိုကျုပ်ညှက်ပေးမယ်ကျုပ်ကမြမတက်မတော်မှာသပင်ညှက်ပေးခဲ့တဲ့ကောင်ပါဗျသူ့စိတ်ကြိုက်မဖြစ်ရင်ကျုပ်ကိုကြိုက်တဲ့အပြစ်ပေးလို့ခမည်းသွားသတင်းပို့ရလားဟာဗျာဒေါက်တာဘန်ဘူးကလည်းဒေါက်တာဘန်ဘူးလုံးမနေနဲ့ကိုလူခမည်းလူဘရူနိုကလေရင်ကိုတော်ထဲမှာဟိုပိုချုပ်ကြီးနဲ့ရာရှင်ခွဲတန်းကအရှောင်ရလာတဲ့အရက်ဆိုလားဆိုဂျူးဆိုလားတောက်ရင်ပိုကဒေါင်းနေတာမနက်ကတွေ့ခဲ့တယ်ဗျဒီလိုတွေတော်တော်ထွေနေကြပြီလာနိုင်တော့မှမထင်ဘူးဟာကိုပါချိုဟုတ်ရလားဗျာဒုက္ခပါပဲဒီမဲကျုပ်ကစစ်သားဗျစစ်သားတော်မှကွန်မန်ဒိုလုပ်ခဲ့တဲ့ကောင်ပြီးတော့မြန်မာစစ်တပ်ကပြောရင်ပြက်တယ်လုပ်ရင်ရှင်းတယ်ဒီတော့ဟိုကောင်လေးအရက်တော့ဖဲရိုက်နေတာနဲ့ကျုပ်ကဒင်းလေးကိုအကြာကြီးထိုင်မဆောင်နိုင်ဘူးကျုပ်ထပြန်သွားလိုက်မှာအေဂျင့်ကင်ဇော်ရွှေပြန်သွားတယ်ဒေါက်တာဘန်ဘူးနဲ့ဒေါက်တာဇင်မင်းကိုကကျုပ်ကတာဝန်ယူထားရတာခမရထပြန်သွားလို့လူမစုံရင်ခေါင်းဆောင်ကကျုပ်ကိုတတ်မှာဗျနေပါအောင်ဗျာနေအောင်မနေဘူးဗျဟဲ့လို့ကျုပ်ပြန်မယ်အေဂျင့်ကင်ကထိုင်ရာကထပြီးအခန်းဝမှာရက်နေတဲ့အိမ်တော်အရာရှိကိုတိုးတိုးလေးသွားကပ်ပြောတယ်အိမ်တော်အရာရှိကခေါင်းတစ်ချက်ငိမ့်လိုက်ဘာရှိုကိုလှမ်းကြည့်လိုက်လုံနေတယ်ပြီးတော့ခေါင်းဆောင်ကင်ရှိတဲ့အခန်းထဲဝင်သွားတယ်ခဏနေပြန်ထွက်လာပြီးဘာရှိုကိုဝင်ခဲ့ဖို့အချက်ပြတယ်အခန်းထဲဘာရှိုနဲ့အေဂျင့်ကင်ဝင်လိုက်တော့စုံလဲထိုင်ကုန်မှာခေါင်းဆောင်လေးကင်ကကြောပေးထိုင်နေတယ်ပြည်သူတက်မတော်ယူနီဖောင်းဝတ်ထားတဲ့ကိုရီးယားမလေးတယောက်ကနုညံ့နေတဲ့ဂရီဘာအဝိစာကိုခေါင်းဆောင်လေးကင်ရဲ့ကိုပေါ်ခြုံပေးလိုက်တယ်ပြီးတော့တစ်တာတစ်ခုကိုဘာရှိုရှိလာရှာပေးတယ်လျှက်စစ်နဲ့ညက်တဲ့ဇပင်ညက်ကရိယာ no ဘာရှိုဘေးဖယ်လိုက်တယ်ကရိယာတွေကိုလိုက်ရှာတော့နောက်ဆုံးမှသူလိုချင်တဲ့စက်ကတ်ကြီးအဟောင်းတစ်လက်ကိုတွေ့တော့တယ်စက်ကတ်ကြီးလက်ကင်ကွင်းမှာလက်ထည့်ပြီးတကုတ်ကွက်နဲ့ကစားလိုက်တဲ့ဆိုရင်ပဲဘာရှိုရင်ထဲကနေတစ်ချိန်ကစက်ကတ်ကြီးကိုက်ရင်ခိုးကြည့်ခဲ့ရတဲ့မတ်တဝေကိုသွားသတိရမိတယ်အော်မတ်တဝေရဲ့ကိုဘာရှိုတနေ့တော့ပြန်လာခဲ့ပါမယ်ညာဘက်လက်ကစက်ကကြီးကိုင်းဘယ်ဘက်လက်ကဘီးကိုကိုင်းရင်ဘာရှိုတယောက်ခေါင်းဆောင်လေးခင်ရဲ့သပင်ကိုစညှက်ပါတော့တယ်ဘေးကွဲသပင်နှစ်ဖက်ကိုဘီးနဲ့ဘေးနှစ်ဖက်ကိုလှန်တင်လိုက်တယ်ပြီးတော့အောက်ကကြံနေတဲ့သပင်မှန်သမျှကိုရန်သူလို့သဘောထားပြီးစက်ကကြီးကိုလှန်စွတ်အမှတ်နဲ့ကျွမ်းကျွမ်းချင်းသပင်ကြီးထိုးတော့တယ်
10မိနစ်နဲ့ပုံစံကီထွက်လာတယ်သူတို့တက်ထဲကအခေါ်ပါတဲ့ပဲကီပေါ့ Oh very good အနောက်နိုင်ငံကိုမုံလာပါကြီးရဲ့ဆိုတဲ့ဆွေစဉ်မျိုးဆက်ကွန်မြူနတီခေါင်းဆောင်ကသူ့စပင်းသူမှန်နဲ့ပြန်ကြည့်ရင်အင်္ဂလိပ်လိုအော်ရင်သူ့ဘာသာကျေနပ်နေတယ်ဘာရှိုကိုလည်းကြောသက်ရင်သက်လုပ်ပြီးလက်မှတ်တစ်စောင်ထိုးပေးလိုက်တယ်လက်မှတ်ထဲမှာပါတာကမြောက်ကိုရီးယားနိုင်ငံအလုံသမားပါတီရဲ့အထူးပညာရှင်လှုပ်သားကောင်းအဖြစ်အသိအမှတ်ပြုကြောင်းထောက်ခံစာနဲ့အထူးရုရှားလက်မှတ်မြောက်ကိုရီးယားမှာကရုရှားကအရေးကြီးဆုံးမှောင်ခိုဈေးကလွဲပြီးတရားဝင်ဈေးရောင်းဈေးဝယ်ခွင့်မရှိတဲ့အလုံသမားပါတီရဲ့စီးမြင်အရဈေးရောင်းတာဟာရာဇဝတ်မှုကျူးလွန်တာပဲဒီတော့တမရကအစတိုင်းသူပြည်သားအစုံနိုင်ငံတော်ကပေးတဲ့ရုရှားကိုတန်းစီစားကြရတဲ့ဒီလိုမျိုးကြရတော့ဘာရှိုပြုံးမိတယ်သူလည်းမြန်မာပြည်မှာဆိုရှယ်လစ်ဆိုတာကြီးနဲ့တွေ့ကြတာပဲအဲ့ဒီတုန်းကလည်းတနိုင်ငံလုံးရုရှားဆိုပေမဲ့ပါတီလူကြီးတွေကတော့တန်းစီတာမတွေ့ဘူးပေါ့ဒီမှာလည်းဒီလိုပဲနေမှာလို့ဘာရှိုတွက်မိတယ်ဒါပေမဲ့ဘာရှိုအတွက်မြောက်ကိုရီးယားမှာရေရှည်နေဖို့ကံမပါလာဘူးဘာရှိုခေါင်းဆောင်လေးကင်စီကပြန်လာတဲ့နောက်တစ်ရက်မှာပဲသူတို့စီမံကိန်းကိုဦးဆောင်တဲ့ဗိုလ်ချုပ်ကြီးကိုခေါင်းဆောင်ကင်ကဆက်သက်နဲ့ပြစ်ဒဏ်ခံလိုက်ရတယ်သူတို့စီမံကိန်းကနိုင်ငံခြားသားတွေလည်းအကုန်ပြည်နေဖို့အမိန့်ထွက်လာပါတော့တယ်ဗိုလ်ချုပ်ကြီးဟာခေါင်းဆောင်လေးကင်ရဲ့အစည်းအဝေးတစ်ခုမှာအိတ်ငိုက်တဲ့အတွက်ပြစ်တက်လိုက်တာလို့ကမ္ဘာမီဒီယာတွေကဖော်ပြကြတယ်တကယ်အဲ့ဒီသတင်းကဟန်ပြသတင်းအမှန်ကမနေ့ကလေရင်ကိုတောင်ထဲမှာခေါင်းဆောင်ကြီးကင်ရဲ့ဇပင်ညက်စီဟာဘရူနိုနဲ့အတူဆိုကျူးတောက်ပြီးတညလုံးဖဲရိုက်နေတဲ့ဗိုလ်ချုပ်ကြီးအကြောင်းကိုဘာရှိုကနေတဆင့်မြောက်ကိုရီးယားထောက်လှမ်းရေးအေဂျင့်ကသိသွားတယ်အဲ့ဒီကနေအိမ်တော်အရာရှိတွေသိအိမ်တော်အရာရှိတွေကနေခေါင်းဆောင်လေးကင်ရွှေနတော်ကိုပေါက်ကြားသွားတာဒါနဲ့နောက်နေ့မနက်အစည်းအဝေးမှာဖဲဝိုင်းကြိုက်ပြီးအရက်နာကျနေတဲ့ဗိုလ်ချုပ်ကြီးခမညာတစ်ချက်ကလေးခိုးငိုက်မိရာကတီတန်ကကျသွားတော့တာပါပဲဇပင်အညက်ကောင်းတဲ့ဘာချိုနဲ့ဇင်မင်းလဲဒေါ်လာ2သန်းမရပဲရောင်တိရောင်ချာနဲ့တရုတ်နယ်စပ်မှာသွားကန်ရှတာခံလိုက်ရတော့တယ်မြောက်ကိုရီးယားနဲ့တရုတ်နယ်စပ်ကနှင်းတော်တွေထဲမှာလမ်းပြောက်ရင်းဘာချိုနဲ့ဇင်မင်းစကားများကြတယ်ခမညာအားချောင်တို့ကျုပ်တို့ငွေရပေါက်ပြည့်ရတယ်ဘဲနေဗျာအခုတော့ဗိုလ်ချုပ်ကြီးလည်းအချောင်သေးသွားရှာတယ်ခမညာတော်တော်ရက်ဆက်တဲ့သူဘာရှိုကတော့သူ့ကိုယ်သူခွင့်မလွတ်နိုင်ဖြစ်နေတယ်စစ်သားရင်းမာကြီးဘဝနဲ့တိုက်ပွဲပေါင်းများစွာကိုဖျက်ဆီးခဲ့ဘူးပေမဲ့လူတယောက်ကိုအပြစ်မရှိပဲတပ်ဖြတ်ခြင်းမျိုးကိုဘာရှိုမလုပ်ခဲ့ဘူးစစ်မြေပြင်မှာရန်သူအဖြစ်တတ်ခဲ့ရတာတွေရှိပေမဲ့စစ်မြေပြင်မဟုတ်တဲ့နေရာမှာသူ့ကြောင့်ပရွေးစိတ်လေးတကောင်တော့တီအောင်မတက်ဘူးတဲ့ဘာရှိုဟာတော်တော်စိတ်ထိခိုက်ရတယ်အဲ့ဒီအချိန်မှာပဲနှင်းမုန်တိုင်းတွေတိုက်လာတယ်တရုတ်နဲ့မြောက်ကိုရီးယားနယ်စပ်ရာသီဥတုကိုဘာရှိုတို့ရေရှည်မရင်ဆိုင်နိုင်တော့ဘူးမုန်တိုင်းကြမှာဘာရှိုနဲ့ဇင်မင်းလူချင်းကွဲသွားတယ်ဘာရှိုလည်းစိတ်တရီကြအစာရေစာပြက်နဲ့နှင်းတော်ထဲမှာမေ့လဲသွားတော့တာပေါ့ဘာရှိုတတိရတော့တင်းမောတစင်းပေါ်သူရောက်နေတယ်ဟုတ်တယ်မြောက်ကိုရီးယားနယ်စပ်မှာလဲကျနေတဲ့သူ့ကိုတရုတ်လူကုန်ကူးဂိုင်းတကိုင်းကတွေ့သွားတယ်သူ့အင်ဂျီအနှွေးတွေကမြောက်ကိုရီးယားအစိုးရရဲ့ပညာရှင်ဆိုတဲ့ထောက်ခံစာကိုတွေ့သွားတော့လူကုန်ကူးဂိုင်းဟာသူ့ကိုအမေရိကန်အစိုးရစီရောင်းစားဖို့အကြံရသွားတာပေါ့ဒီလိုနဲ့တရုတ်လူမျိုးများစွာကိုကွန်တိန်နာတစ်လုံးနဲ့ထည့်တင်လာတဲ့လူကုန်ကူးသင်္ဘောကြီးပေါ်မှာမြန်မာပြည်ကစစ်သားလူတွေကွန်မန်ဒိုဘာချိုဟာအထူးဧည့်သည်တယောက်လိုပါလာပါတော့တယ်သူစကားကိုနားမလဲကိုစကားသူနားမလဲနဲ့လာပေါင်းများစွာကြာပြီးနောက်သင်္ဘောဟာမက္ကဆီကိုရေပိုင်နက်မှာကြောက်ချရပ်နားလိုက်တယ်ပြီးတော့ဘာချိုကိုတရုတ်တွေကမော်တော်ဘုတ်တစ်စင်းနဲ့အတူစိတ်ကမ်းကိုခေါ်သွားတယ်စိတ်ကမ်းမှာအသင့်စောင့်နေတဲ့အမေရိကန်ထောက်လှမ်းရေး CIA ကလူတွေဟာဘာရှိုကိုကားအနက်ကြီး3စီးနဲ့ခေါ်ပြီးအမေရိကန်နယ်စပ်ကတဆင့်အမေရိကန်နိုင်ငံထဲကိုခေါ်သွားကြတယ်ဟိုရောက်တော့မြန်မာစကားပြန်ကိုခေါ်ပြီးဘာရှိုကိုစစ်ကြောရေးလာရှိပြီးလုပ်ပါတော့တယ်ဘာရှိုရဲ့ဘဝဖြစ်စဉ်နဲ့ပျက်စီးသွားတဲ့ဆိုလာလီယန်စီမံကိန်းအကြောင်းကလည်းပြီးဘာမှမသိရတော့ထောက်လှမ်းရေးတွေလည်းစိတ်ပြက်လာကြတယ်ဆိုလာလီယန်စီမံကိန်းဆိုတာကြီးနဲ့ဒီပညာရှင်ဆိုတဲ့လူကိုတွဲကြည့်ပြီးအမေရိကန်တွေကအံ့ဩမဆုံးကြဘူးဘာရှိုကတော့တက်ထဲမှာတော့ကလူကြီးလာရင်ဧည့်ခံတယ်လို့မျိုးသူ့ကိုဧည့်ခံထားတဲ့အတွက်ပျော်လို့ရှင်လို့ပေါ့ CIA လည်းဒီဘာချိုကိုဘယ်ပြန်လွှဲရမှန်းမသိဘူးဖြစ်နေတယ်မြန်မာပြည်ပြန်လွှဲဖို့ဗဟိုအစိုးရကိုစာတင်ထားတာကလည်းပြန်မကြလာသေးဘူးဒီမြန်မာပြည်ကပညာရှင်ဆိုတဲ့လူကလည်းအရက်ကလေးတမျှမျှစားလိုက်တောက်လိုက်နဲ့ဇိမ်ကြနေတာသူတို့မှာဘတ်ဂျက်ထိခိုက်လာပြီတရက်တော့ဗဟိုကစာဝင်လာတယ်အမေရိကန်ကမြို့ငယ်လေးတစ်ခုကတရားရုံးမှာမြန်မာသမ္မတကိုတရားစွဲထားတယ်ဘင်္ဂါလီတွေကိုလူမျိုးတုံးတပ်ဖြတ်မှုနဲ့ဆိုပဲဒီကိစ္စကိုတရားရုံးကလက်ခံသင့်မခံသင့်ဗဟိုအစိုးရကိုတင်ပြလာတယ်ဒီတော့မြန်မာအစိုးရဟာတကယ်မျိုးတုံးတပ်ဖြတ်မဖြတ်ဆိုတာစစ်ဆေးဖို့ကလောလောဆယ်မြန်မာပြည်ကရောက်နေတဲ့မြန်မာစစ်တပ်ကထွက်လာတာမကြသေးဘူးဆိုတဲ့ဘာရှိုးဆိုတဲ့လူပဲရှိတယ်သူ့ကိုတပ်တွေသွားထွက်ဆိုခိုင်းပါလားလို့ဆိုတယ်နိုင်ငံအတွက်အရေးကြီးတဲ့ကိစ္စဖြစ်တဲ့အတွက်ဘာမှမဖြစ်ခင်ဘယ်သူမှမပေါက်ကြားစေချင်ဘူး
သူ့ထွက်ဆိုချက်ကိုဗဟိုအစိုးရကိုအမြန်ဆုံးတင်ပြပါလို့လဲဆိုလာတယ်ဒီတော့ CIA ကလည်းဝမ်းသာပျော်ရွှင်စွာနဲ့မြို့ငယ်လေးကတရားရုံးမှာပါရှိုကိုလွှဲပြီးပြန်သွားကြတယ်အဲ့ဒီမှာစပြီးခတ်တော့တာပဲ CIA ကစကားပြန်ကလည်းတာဝန်ပြီးပြီဆိုလို့ပြန်သွားပြီးတရားရုံးမှာကလည်းမြန်မာစကားပြန်မရှိဘူးတရားစွဲတယ်ဆိုတဲ့လူတွေကလည်းဗမာပြည်ကလို့သာပြောတာဗမာစကားမရေလေတဲ့ဘင်္ဂလီတွေနောက်ဆုံးတော့တရုတ်ခေတ်မှာတရားသူကြီးဟာ International လက်ဟန်ရှီဟန်နဲ့သာပါရှိုကိုမေးခွန်းနဲ့မေးတယ်တရားသူကြီးကမြန်မာပြည်မြေပုံထုတ်ပြပြီး is your country လို့မေးတယ်ပါရှိုသဘောပေါက်ခေါင်းငိမ့်ပြလိုက်တယ်ရခိုင်ပြည်ကိုထောက်ပြတယ်ဘေးနာကမုတ်စိတ်တယောက်ကိုခေါ်ပြီးလေဘင်းကိုလက်ညှိုးနဲ့လှီးတဲ့ပုံလုပ်ပြတယ်သူဆိုလိုတာကမင်းတို့နိုင်ငံမှာဒီလိုလူတွေကိုတတ်နေတာမြင်ဘူးလားပေါ့ပါရှိုကလည်းရေးတိတိတော့သဘောပေါက်တယ်ဒီလိုလဲလီးတာတော့သူမမြင်ဘူးသူသိတာတော့သူရခိုင်မှာတာဝန်ကြတော့ကဘင်္ဂလီတွေဟာကလေးမွေးရင်အစ္စလမ်ထုံးစံအရာအရေးပြားလိတယ်ဆိုတာကိုတော့တွေ့ဘူးတယ်ဒီတော့တရားသူကြီးကိုလုပ်ပြတယ်သူ့ပေါင်နှလုံးကြားမှာဘယ်ဘက်လက်ညှိုးလေးထောင်းပြီးညာဘက်လက်ကဓာတ်နဲ့လိတယ်လို့လုပ်ပြတယ်သဘောကတော့သူတို့ဟာလဲမလိကြပါဘူးကိုရင်းထိတ်ကအရေးပြားလေးကိုလိကြတာပါလို့ပြန်ပြောပြလိုက်တယ်ဒီမှာတရားသူကြီးကအကောက်အယူလွဲသွားတယ်ဟာအဲ့ဒီနေရာကိုဖျက်ပြီးတတ်တယ်ဆိုတော့မင်းတို့အစိုးရကမျိုးတုံးတက်ဖြတ်တာပဲဆိုပြီးတွဲချက်တင်ဖို့ကိုရှက်ရှင်းလက်ခံလိုက်တော့တယ်ပါရှိုကအဲ့ဒါတွေမသိဘူးတရားရုံးကပေးတဲ့တရားစရိတ်ကလေးကိုယူပြီးအမေရိကန်ကြက်ကြော်ဆိုင်မှာသွားတန်းစီဝယ်စားညနေကျတရားရုံးဘေးကခုံတန်းလျားလေးမှာခွေလေးလာအိတ်တယ်သူစိတ်တကြနေပြီလေတရားရုံးရှိခုံတန်းလေးမှာပါရှိုတညလုံးအိပ်ပျော်သွားတယ်မနက်မိုးလင်းတော့သူ့ရှိကိုအမေရိကန်အလံတက်ထားတဲ့ကားနကြီး9စင်းကိုတွေ့ရတယ်ကားနကြီးဒီဘောကခပ်ပုပုလူတစ်ယောက်နဲ့အမေရိကန်9ယောက်ဆင်းလာပြီးကိုပါရှိုကျွန်တော်နိုင်ရစားပါအမေရိကန်နိုင်ငံသားအဖြစ်ခံယူထားတဲ့မြန်မာလူမျိုးပါအိမ်ဖြူတော်ဝန်ထမ်းတဦးပါအိမ်ဖြူတော်ဆိုတာပါလိမ့်သူဟိုတခါရနင်းနဲ့ဖြောပေးလိုက်တဲ့စင်လေးကိုစင်ဖြူတော်ဆိုပြီးမြန်မာအစိုးရကသတင်းစာထဲထည့်တာတွေ့ဘူးတယ်အခုအမေရိကန်ကြတော့အိမ်ဖြူတော်တဲ့ပါလိမ့်အော်ကိုပါရှိုအိမ်ဖြူတော်ဆိုတာအမေရိကန်သမ္မတရုံးပါအခုသမ္မတအိုဘားမားကခမည်းကိုအရေးကြီးတွေ့ကျင်နေတယ် United States အတွက်တိတ်အရေးကြီးတဲ့အခြေအနေမှာခမည်းဟာအဓိကလူတစ်ယောက်ဖြစ်နေပါပြီကျွန်တော်တို့နဲ့အခုလိုက်ခဲ့ပါဘာရှိုလဲရောင်ရှာရှာဖြစ်ပြီးအိမ်ဖြူတော်ကဆိုတဲ့လူတွေနဲ့ပါသွားတယ်အိမ်ဖြူတော်ကအခန်းတစ်ခုထဲမှာသူ့ကိုဥရောပဝတ်စုံတွေဝတ်ပေးကြတယ်ပြီးတော့ဘဲဥပုံရုံငန်းထဲကိုခေါ်သွားတယ်မင်္ဂလာပါအခန်းထဲရောက်ရှင်အသားမဲမဲအရက်မြင့်မြင့်မျက်နှာရှိုရှိုနဲ့လူကအတန်အောနဲ့နှုတ်ဆက်ပြီးသူ့ကိုလာပြီးဖတ်နှမ်းတယ်ပါရှိုထောင်းကနေဒေါသထွက်သွားတယ်တသက်နဲ့တကူမတ်တဝေတောင်မနှမ်းဘူးတဲ့ပါဒီကပ်ပလီကလာနှမ်းရတယ်လို့ဟိုင်းဒီလူအလျှောက်လားစကားပြန်ကိုနိုင်ရစာကမိတ်ဆက်ပြီးမှဒီငနေကအမေရိကန်သမ္မတမှန်းသိရတာသူနဲ့အိုဘားမားတို့စကားပြန်အကူအညီနဲ့အပြန်အလှန်စကားပြောကြတယ်မစ္စတာဘာရှိုတရားရုံးမှာထွက်ဆိုလိုက်တဲ့ကိစ္စအခုကျွန်တော်တို့နှစ်နိုင်ငံကြားမှာအခြေအနေတင်းမာနေပါပြီကျွန်တော်လည်းအမှန်အတိုင်းထွက်ဆိုတာလေသူကမြန်မာပြည်မှာမွတ်စလင်တွေကိုလဲလီးကြတာလို့မေးလို့ကျွန်တော်ကလဲမလီးဘူးသူတို့ဘာသာရေးအရာအဝါအရေးပြားထိတ်ကိုလှီးတာပဲရှိတယ်လို့ပြန်ဖြေတာလေဗျာဟာဒါဆိုလဲကုန်ပြီဗျာအစောကတည်းကစကားပြန်နဲ့ပြောရင်โอเคမှာအခုတော့ဒီတရားသူကြီးတွေပေါ့ရော့နဲ့အစိုးရအချင်းပြဿနာတက်ပြီးဗျအခုခမရတို့စီကလေတက်ဘိုလ်ချုပ်ကျွန်တော်ရဲ့ဥယောင်ဆိုတဲ့လူကကျုပ်တို့ကိုတိုက်မယ်ဆိုပြီးကြေညာထားတာဗျတခုခုတော့မားနေပြီဗျကိုအိုဘားမားရကျွန်တော်တို့စီမှာအဲ့လိုပေါ်တော်နာမည်နဲ့လေတက်ဘိုလ်ချုပ်မရှိပါဘူးဗျကျွန်တော်လည်းတက်မတော်သားပါဗျတက်မတော်နဲ့နီးစပ်ပါတယ်သိပါတယ်မဟုတ်သေးဘူးဗျသူကအတိအကျကြေညာထားတယ်ပင်တဂွန်ကကျုပ်ကိုတေးကြသတင်းပို့ထားတယ်ကဲတခါတည်းဆုံးဖြတ်လို့ရအောင်ပင်တဂွန်ကိုခမရပါလိုက်ခဲ့ဗျဒီလိုနဲ့သမ္မတအိုဘားမားစကားပြန်ကိုနိုင်ရစာနဲ့ပါရှိုတို့ပင်တဂွန်စစ်ဌာနချုပ်အရှိတောင်အာရှဆိုင်ရာစစ်ဗျူဟာဌာနအခန်းထဲကိုရောက်သွားတယ်အထက်ဝင်လိုက်တဲ့နဲ့ဖီမာရှယ်ဗိုလ်ချုပ်ကြီးများကသူတို့ကိုမတ်တရက်အလေးပြုကြတယ်ပါရှိုလည်းရောင်ချာချာနဲ့ပြန်အလေးပြုပြီးလိုက်တာပေါ့အမှန်ကအိုဘားမားကိုအလေးပြုကြတာဗျအိုဘားမားရဲ့ဘာရှိုရဲ့ကိုနိုင်ရစာရဲ့အတူတူထိုင်နေချိန်မှာဖီမာရှယ်ဗိုလ်ချုပ်ကြီးတွေကကျော်တို့ကမြန်မာပြည်အနေထားတွေလေရင်တင်သင်္ဘောတွေရဲ့ဒီနေရာတွေကိုရှင်းပြပါတယ်အားလုံးပြီးတော့မစ္စတာအိုဘားမားကအခုခမရတို့ပြောတဲ့မြန်မာလေတက်ကတိုက်မယ်ဆိုပြီးပြောပါတယ်ဆိုတဲ့ဗိုလ်ချုပ်ဥယောင်ဆိုတာမရှိပါဘူးလို့ဟောဒီကမြန်မာပြည်ကလာတဲ့စစ်ပြန်ကြီးကပြောနေတယ်ဗျခမရတို့ရထားတဲ့သတင်းကိုသူ့ကိုပြကြည့်ပါအောင်ဖီမာရှယ်ဗိုလ်ချုပ်ကြီးတယောက်ကမြန်မာပြည်မှာကဘောင်းမီဝေဗိုလ်ချုပ်တွေရောအရက်ဝေဗိုလ်ချုပ်တွေပါများလုံးတော့ကျောက်တို့သူတည်တဲ့ဌာနလဲမျက်စိလဲသွားနေပြီဗျဘသူကဗိုလ်ချုပ်အစ်စ်လဲမသိတော့ဘူးအခုလူကတော့အမေရိကန်ကိုတိုက်ဖို့စီမံချက်တွေစွဲနေတယ်လို့
လူမှုကွန်ရက် Facebook ကတင်ထားတဲ့သတင်းတွေရတယ်ဗျပြစမ်းပါအောင်ဗျာအဲ့ဒီဗိုလ်ချုပ်ပုံကိုဘာရှိုကပြောတော့ projector ပေါ်မှာ Facebook account တစ်ခုပေါ်လာတယ်ပြီးတော့သူရေးထားတဲ့ status တစ်ခုပါပေါ်လာတယ်အတီးပြူပေးကြပါအမေရိကန်ကိုတိုက်ဖို့တရုတ်နဲ့ရုရှားကိုစီးဝေးခေါ်တယ်ပြည်သူစစ်တွေစုဖွဲ့ထားကြပါချကြမယ်တိုက်ကြမယ်ဟာခမရတို့ဗျာမြန်မာပြည်မှာအဲ့ဒီလိုရှောက်ရဲနေတဲ့အယူတွေတပုံကြီးဗျဒါနဲ့များခမရတို့အမေရိကန်လုံနေသေးတယ်အဲ့ဒီလူကဗိုလ်ချုပ်မဟုတ်ဘူးဗျဘိုးအဖြစ်ကနေပြုတ်သွားတဲ့လူသူကနိုင်ငံရေးရဘာလုပ်တတ်မှာမို့တော့ဗျာဒီမဲသူ့ကိုကျုပ်ကောင်းကောင်းသိတယ်ဗျကျုပ်အရင်လုပ်ခဲ့တဲ့စစီမော်တဲ့ဇွန်ကြီးဆိုတာနဲ့တောင်ဓာတ်ပုံလာတွဲရိုက်သေးတယ်ဗိုလ်ချုပ်ကြီးတယောက်ဆိုဒီလိုရိုက်မလားဗျာခမရတေးကြလားဗျဒီလိုဆိုဗျာကျုပ်တို့မှာလုံခြုံရေးစီမံချက်တွေဆွဲဂျိုရုကနေမြန်မာပြည်ကိုအနီအောက်ရောင်ကြီးတွေဘော်တွေနဲ့သွားထောက်လန်းကြည့်နေပြီဗျတော်သေးတာပေါ့ဗျာနှစ်နိုင်ငံစစ်ဖြစ်ရင်လူတွေတည်မှာဗျမဖြစ်ရှင်ပဲဖြစ်ရမှာဗိုလ်ချုပ်ကြီးပြန်ထိုင်တော့မှမစ္စတာအိုဘားမားလည်းတပြင်းချလိုက်တော့တယ်ကဲအခုတော့ဒီမှာဘာမဟုတ်တဲ့ Facebook user ငနဲ့တကောင်မှွေတာနှစ်နိုင်ငံစစ်ဖြစ်မလို့ဖြစ်သွားပြီအခုတော့ကျုပ်တို့ငိမ့်ချမ်းရေးသူရဲကောင်းကြီးမစ္စတာဘာချိုကြောင့်အဖြစ်မှန်ကိုသိရပြီကဲဗိုလ်ချုပ်ကြီးတို့လည်းအခုပဲမြန်မာပြည်ကကာကွယ်ရေးဦးစီးချုပ်စီဖုံးဆက်ကြဗျာဒီကိစ္စကျုပ်တို့ကပဲတောင်းပန်ပါတယ်လို့ဟိုတရားစွဲတယ်ဆိုတာလဲကျုပ်တို့အစိုးရနဲ့မဆိုင်ကြောင်းအမေရိကန်ရဲ့တရားရေးဟာအစိုးရလက်အောက်မှာမရှိပဲတိကျလွတ်လပ်တဲ့အကြောင်းရှင်းပြလိုက်ပါဗျာမြန်မာကာကွယ်ရေးဦးစီးချုပ်ကနားလည်ပြီးသားဖြစ်မှာပါဗျာဒီကိစ္စလောက်ကိုနားမလဲတဲ့ဟိုငပေါ်တွေစကားအတီမှတ်လို့သာကျုပ်တို့မှာနောက်ထပ်စစ်ဖြစ်စရာနိုင်ငံတနိုင်ငံမတိုးတယ်ဂိုင်းမစ္စတာဘာရှိုကိုဂုဏ်ပြုလိုက်ရအောင်ဗျာအမေရိကန်လို့အာမီဝီစကီလေးဆွဲခဲ့ပါဗျို့ဘာရှိုကလက်ကပြတယ်သူမတော့ဘူးဒီအမေရိကန်တွေကသူမူးတဲ့အချိန်မှာတက်မတော့အတွင်းရေးတွေအေးရင်ဘယ်လိုလုပ်မလဲသူဘလောက်အရေးကြိုက်ထရေမူးရင်ကျွဲကိုပေါ်တဲ့အလုပ်မျိုးမလုပ်ဘူးဒီတော့ပင်တဂွန်ထဲမှာသူအမီးပဲထိုင်စားနေလိုက်တယ်ကိုနိုင်ရစာနဲ့သမ္မတအိုဘားမားဖီမာရှယ်ဗိုလ်ချုပ်တစုကတော့ငိမ့်ချမ်းရဲ့အထိမ်းအမှန်နဲ့တောက်ကြစားကြတာပေါ့အချိန်နည်းနည်းလေးရလာတော့ကိုနိုင်ရစာကဘာရှိုကိုလက်ကုပ်ပြီးအပြင်ခေါ်သွားတယ်ကိုဘာရှိုကျုပ်ခမရရဲ့နိုင်ငံချစ်စိတ်ကိုလေးစားလိုက်ဗျာပြီးတော့အားလဲကြတယ်ဒီတော့ကျွန်တော်ကဒီနိုင်ငံသားဖြစ်နေပြီဆိုပေမဲ့မြန်မာပြည်ကိုရှစ်ပါတယ်ခမရကိုသတင်းတစ်ခုပြောလိုက်မယ်မြန်မာပြည်အတွက်အရန်ရေးကြီးတယ်ပြောပါကိုနိုင်ရစာကျုပ်ကစစ်သားပါသတင်းပို့စနစ်ကျင့်သုံးပါတယ်မြန်မာပြည်ရဲ့ကာကျုံနဲ့လည်းရင်းနှီးပါတယ်သူ့ကိုတရိုက်ပြောပြလိုက်ပါမယ်ဘာရှိုစကားကြတော့ကိုနိုင်ရစာကအံ့ဩတယ်လို့တစ်ချက်ကြည့်တယ်အောင်မင်းဒီငနေကကာကျုံနဲ့တောင်သိတယ်ဆိုပါလားဒီလိုဗျဒီအမေရိကန်တွေစစ်ရေးမှာထောက်လန်းရေးကိုအားပြုတိုက်တာထောက်လန်းရေးတောင်မှဂျိုဒုကနေခြေရခံကြတာဘင်လာဒင်ကိုလည်းဂျိုဒုကနေခြေရခံမိတာပဲလေအဲ့ဒီလိုဂျိုဒုကနေခြေရခံတဲ့အခါအနီအောက်ရောင်ကြီးကိုတုံးတာတဲ့အနီအောက်ရောင်ကြီးကိုကာကွယ်နိုင်တဲ့နည်းတစ်ခုပဲရှိတယ်အဲ့ဒါကတော့ကြောက်ဖျုံသီးပဲတဲ့ခုနအမေရိကန်ဗိုလ်ချုပ်တွေမူပြီးပြောတာကြောက်ကြားခဲ့တယ်ဗျာဘလို့ကြောက်ဖျုံသီးဟုတ်တယ်ဗျကြောက်ဖျုံသီးဆိုတာကျတို့မြန်မာရိုးရာမှာလူသေးတွေဘာတွေပုတ်မှဆိုရင်ခေါင်းရင်းမှာထားကြတယ်မလားသူကပတ်ဝန်းကျင်ကအပူကိုစုပ်တာဗျအပူချိန်ရှာမတွေ့တဲ့အခါအနီရောင်အောက်ရောင်ကြီးကအလုံးမလုံးဘူးတဲ့သူတို့ပြောကြတာပဲဒီချိုးဝက်ချက်ကိုခမရမြန်မာပြည်ရောက်အောင်တပ်ဆိုင်ရာကိုပြန်ပြောပေးပါဒါမှဒင်းတို့ကျုပ်တို့နိုင်ငံကိုထောက်လန်းလို့မရမှာအဲ့ဒီညကမိုးရှုံမှဘာချိုတယောက်အိမ်ပြည်တော်ကဧည့်သည်တဲကိုဆောင်ကိုပြန်ရတယ်နောက်နေ့မနက်မှာတော့အမေရိကန်လေတပ်ကအထူးတိုက်လေယာဉ်နဲ့မြန်မာပြည်ကိုပြန်ရတော့မယ်လို့ကိုနိုင်ရစာကလာပြောတယ်မတော်ခင်မှာဘာချိုကအမေရိကန်တွေပေးတဲ့အဝတ်အစားတွေအားလုံးရှုပ်ပေးခဲ့ပြီးသူမြန်မာပြည်ကထွက်လာတဲ့ပုံစံအတိုင်းစစ်ဆိုကျဲချိုင်းပြက်စစ်ပေါင်းမီတိုနဲ့ပြန်တယ်ပင်တဂွန်ကလက်ဆောင်ပေးလိုက်တဲ့ဘယ်ရီကတ်အနီကိုတော့အမတ်တရအဖြစ်ယူခဲ့လိုက်တယ်ဟိုမှာကာချုပ်ကြီးကိုယ်တိုင်ကျိုးနေမှာတဲ့ဒီလိုနဲ့ဘာရှိုရဲ့ပြည်တော်ပြန်ခရီးကစတင်ခဲ့တယ်အဲ့ဒါပါပဲဗိုလ်ချုပ်ဒီကောင်တွေရဲ့အနီအောက်ရောင်ကြီးကိုကာကွယ်ဖို့ကကြောက်ဖြုံသီးကအဓိကပဲဘာရှိုရဲ့ဇကားအစုံတက်ချုပ်ကြီးငိမ့်ငိုင်သွားတယ်ဆရာဘာရှိုပြောတာဖြစ်နိုင်တယ်ကျွန်တော်တော့ကြောက်ဖြုံသီးနဲ့ကာကွယ်ရေးစမ်းလုပ်ကြည့်ရမှာပဲဗျစစ်ဘက်အဆောက်အုံထက်အရက်ဘက်အဆောက်အုံတွေမှာအရင်လုပ်ကြည့်ရမယ်ကြောက်ဖြုံသီးကိုခေါင်မိုးပေါ်တင်ပြီးဒီကောင်တွေဂျိုဒုကခြေရာမခံနိုင်အောင်လုပ်ရမယ်ကျုပ်တို့တက်မတော်ဆိုတာအရက်ဘက်လုံခြုံရေးကိုဦးစားပေးရမယ်မဟုတ်လားတခုရှိသေးတယ်ဗိုလ်ချုပ်ကြောက်ဖြုံသီးဟာဒီလိုအစွမ်းတတ္တိရှိတယ်ဆိုတော့သူ့ရဲ့အယောင်ကလည်းအစွမ်းတတ္တိရှိမှာပဲကျုပ်တို့တက်မတော်သားတွေကြောက်ဖြုံသီးအယောင်ကာလာနဲ့ယူနီဖောင်းဝတ်လိုက်ရင်ဒင်းတို့ဘယ်ခြေရာခံနိုင်တော့မှလဲဗျဟာဒါလည်းဟုတ်တာပဲကွန်မန်ဒိုဘာချို
ဘာပဲဖြစ်ဖြစ်ဗျာနှစ်နိုင်ငံစစ်မဖြစ်အောင်စွမ်းဆောင်ခဲ့တဲ့ခမရရဲ့ဆောင်ရွက်မှုကိုဂုဏ်ပြုသောအဖြစ်ယူနီဖောင်းကိုဒီအယောင်တတ်မှတ်သိရင်တတ်မှတ်ရမှာပဲဗျကဲရှီယာစ်ဗျာကိုဘရှိုခမရရဲ့အောင်ပွဲအတွက်အော်ခဏဗျာဆရာကိုဘရှိုဒီမှာဟိုတခါကတိုက်ရှိတိုးဆိုတဲ့ခွေးလေးကိုခမရပြန်ရှာလာပြီးတဲ့အတွက်သူ့ပိုင်ရှင်ကလက်ဆောင်ပေးလိုက်တဲ့ပဝါလေးကျွန်တော်သိမ်းထားပြီးတယ်ဗျသူ့ပိုင်ရှင်ကပြောတယ်ခမရကိုဒီပဝါလေးပေးလိုက်ပါတဲ့ဒီနေ့တော့ခမရအတွက်အသုံးဝင်ခြင်းဝင်လာမှာပေါ့ဗျာတက်ချုပ်ကြီးပေးတဲ့မိမကင်ပဝါလေးကိုကြည်ပြီးဘာရှုံငိုင်သွားတယ်ချစ်သောမတ်တဝေသာသူ့ဘေးနာရှိခဲ့ရင်ဒေါင်းပုံလေးထွင်းထားတဲ့ဒီပဝါနီလေးဟာဘာရှုတယောက်အဲ့ဒီညကပဝါလေးကြောင့်ပုံမှုသွားခဲ့လေရဲ့စာရေးသူပြည်တိချကိုကိုမောင်အဆုံးထိနားထောင်ပြီးတဲ့ဦးချင်းစီကိုကျေးဇူးထူးတင်ပါတယ်ကျွန်တော် channel မှာယခုကဲ့သို့စာပေစောင်းပါများကိုသဘောကျနှစ်သက်တယ်ဆိုရင် channel မှာတင်တိုင်းသိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးဖို့နေ့တရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်